လေးတို့ရေဒီညအဖွားနဲ့အတူခုံလေးဆွဲပြီးထိုင်လိုက်ပါနော်အဖွားပြောမဲ့ပုံပြင်ကမင်းတို့အခုဝတ်ထားလဲအဝတ်အစားအကြောင်းပဲအဝတ်အစားကိုဘာကြောင့်ဝတ်ကြတာလဲလို့မင်းတို့စဉ်းစားဘူးလားကွယ်အချမ်းဖို့ပဲလားလူချစ်လို့ဝတ်ရတာပဲလားအဲ့လာထက်ပိုနဲ့ဆိုင်တဲ့ပုံပြင်တစ်ပုဒ်ရှိတယ်နော်အခြေအလွန်အမင်းအရှိကြီးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာအငင်ကလူတွေကအိမ်မရှိဘူးမြို့မရှိဘူးတော်တယ်လေကွင်းနဲ့တောင်ပေါ်ဝနေကြတယ်အေးလီတိုက်ရင်ချမ်းစိတ်နဲ့နေအောင်ကင်းရင်အရေးပြောင်းလောင်တယ်အဲ့ဒီအချိန်မှာလူတွေကအဝတ်မရှိဘူးနော်အသားအရည်တစ်ခုပဲရှိတယ်တနေ့မှာတော့လူတစ်ယောက်ကစဉ်းစားမိသွားတယ်တရစ်ဆန်ဒေးဘာကြောင့်မချမ်းလဲလို့အရေးပြောင်းပေါ်မှာအမွေးလေးရှိလို့ပဲနော်အဲ့ဒီလိုနဲ့အေးခဲတဲ့ညမှာမိဘုံလေးနာလူတွေစုထိုင်နေရေးတယောက်ကသားကောင်တကောင်ရဲ့အရေးကိုပခုံးပေါ်လွှမ်းလိုက်တယ်အဲ့ဒီအချိန်ကစပြီးလေကနာမထိတော့ဘူးကဘာကြီးကနူးညံ့သွားတယ်လို့ဖြစ်သွားတယ်ဒါကလူသားအဝတ်အစားရဲ့အစပဲကွယ်ဒါပေမဲ့ခလီတို့ရေအဝတ်အစားကအေးမကာဘူးပဲမဟုတ်ဘူးနော်အစအနေနဲ့ကတည်းကအတိတ်ပဲနဲ့မြစ်လဲလဲပါနေခဲ့လေမုတ်ဆိုးတယောက်ကကြားသွားကိုဆွဲထားရင်ငါရဲတယ်လို့ပြောချင်တာခေါင်းဆောင်တယောက်ကငှက်အမွေးလေးစောင်းထားရင်ငါကိုလေးစားရမယ်လို့ပြောနေတာမြို့မရှိခင်စာမရှိခင်ကတည်းကလူတွေကသူတို့ကိုသူတို့ငါကထူးကြတယ်လို့ပြောချင်နေခဲ့ကြတာပဲမင်းတို့အကြိုက်ဆုံးအင်ကြီးလေးကိုစဉ်းစားကြည့်ပါနော်အဲ့ဒီအင်ကြီးဝိညာဉ်အားကောင်းတယ်လို့ခံစားရလားလှပတယ်လို့ခံစားရလားအဲ့ဒီခံစားချက်ကမီးပုံဘေးမှာထိုင်နေခဲ့တဲ့ပထမဆုံးလူသားတွေနဲ့တောင်ဆက်နေတာပါပဲအချိန်တွေလှည့်သွားတော့လူတွေမြစ်ဘေးမှာနေကြပြီးလဲလုတ်တရက်ဆန်မွေးကြတယ်အဲ့ဒီအခါအဝတ်အစားလဲပြောင်းလဲသွားတယ်အီဂျစ်မှာတော့ဖလက်ဆိုတဲ့အပြင်ကနေလင်းနဲ့အေးတဲ့လင်းနေအထည်လုတ်တယ်အဖြူရောင်အဝတ်တွေဝတ်ကြပြီးနေရောင်ကိုပြန်လှန်စေတယ်ဒါပေမဲ့လဲဆွဲရွှေတွေကြောက်ပြာလေးတွေမမေ့ကြဘူးနော်ယောမမှာတော့အဝတ်အစားကလူအဆင့်ကိုပြောပြတယ်တိုကဝတ်လူရရင်နိုင်ငံသားဆိုတဲ့အတိတ်ပဲခရမ်းရောင်ဆိုတာကဘယင်တွေရဲ့အယောင်ပဲကွယ်အလေကစ်ရောက်တော့ယာဒီဥတုအေးနာပြီးအဝတ်အစားတွေထူလာတယ်တိုးမွေးအဝတ်တွေအလွားလိုက်ဝတ်ကြတယ်ပြီးတော့ဘသူဘာဝတ်လို့ရမလဲဆိုတဲ့ဥပဒေအထိထွက်လာခဲ့တယ်နော်စင်းရဲရင်အညူအမဲချမ်းသာရင်အနီးအပြားဒါပေမဲ့လူတွေကပန်းထိုးလီကျိုးလီနဲ့လှပါခြင်းနဲ့စိတ်ကိုမတတ်နိုင်ခဲ့ကြဘူးပြီးတော့ရင်ငန့်လှပါတဲ့ရနေဆန့်အချိန်ရောက်လာတယ်အဝတ်အစားတွေကအနုပညာဖြစ်သွားတယ်ပိုးကတိပါအလှများစွာနဲ့မင်းကြီးမင်းမတွေကဖက်ရှင်ရဲ့ဦးဆောင်သူတွေဖြစ်လာကြတယ်နောက်တော့စက်မှုခေတ်စက်တွေပေါ်လာတယ်အင်ဂျီတွေများလာတယ်ဈေးချိုလာတယ်ဒါပေမဲ့လူသားတွေရဲ့အလုတ်ခက်ခဲမှုကိုမမေ့ရဘူးနော်နှစ်စင်ရာစုရောက်တော့အဝတ်အစားကလွတ်လပ်မှုကိုပြောတယ်ဖလက်ပါဂျင်းပေါင်းပြီးစန့်ကျင်မှုနဲ့လူငယ်စိတ်ကိုကိုစားပြုတယ်ဒီနေ့မှာတော့အဝတ်အစားတွေကကဘာတဝန်းလဲပြီးမင်းတို့စီရောက်လာကြတယ်ဒါပေမဲ့အမြန်ဖက်ရှင်ကြောင့်အမိုက်တောင်ကြီးတွေပေါ်လာတယ်ဒါကြောင့်ကလေးတို့ယနေ့အဖွားတို့ကနဲဝဲကောင်းဝဲလို့တင်ယူနေရတယ်အဝတ်ဟောင်းပြန်ဝတ်ပြင်စင်မျှဝေဒါတွေကလည်းပုံမြင်အစ်စ်ရဲ့အစပဲကွယ်နောက်ဆုံးမှာတော့အဝတ်အစားတွေဘလို့ပြောင်းလဲပါစေအတိတ်အပြေကမပြောင်းဘူးအဝတ်အစားဆိုတာ
လူသားရဲ့ဒုတိယအရေးပြားပါပဲဒီညမင်းတို့အင်ကြီးအလော်လေးကိုကြည့်ပါနော်အဲ့ဒီထဲမှာလေသမားရက်သားချုပ်သားအိမ်မက်မက်သူတွေအားလုံးပါနေတယ်ကလေးတို့ရေမင်းတို့ဝတ်နေတာကအဝတ်မဟုတ်ဘူးနော်လူသားသမိုင်းတစ်ခုလုံးပါပဲလှလှပပနေလိုက်နော်အရေးကြီးဆုံးကကိုမမေ့ပဲနေလိုက်ပါကွယ်